ပူရာကြီးမှာကောင်းကောင်းပဲလောက်စားမယ်ဆိုပြီးတော့အဲ့ဒီရောက်တော့တဲ့အချိန်မှာဒီယထာချိန်ပြီးတော့ဒီလက်တွေနှစ်ဖက်လုံးပြတ်ပြီးကျွန်တော်ခြေထောက်လေးတစ်ချောင်းပေါဖြတ်တန်းရတာတော့တော်တော်လေးကိုစိုးပါတယ်။ဘာလို့လဲဆိုတော့လက်မရှိတဲ့ဘောကမကျတော့ရှိတော့ကကိုယ်ပါလို့ချင်တယ်လို့လုပ်ခဲ့ရ။ဟိုမရှိတော့ကျတော့ရုပ်တရက်ဘာလို့လို့မချီသေးလဲကိုတုတ်တင်လို့အဆင်မပြေဘူး။ပေါ်သွားဖို့ဆိုလည်းအဆင်မပြေဘူး။ပြောရမယ်ဆိုမချက်တိုင်းပြောရမယ်ဆိုရင်ကျွန်တော်တောင်းထားခဲ့ရတယ်။လက်ဖြစ်ပြီးနောက်ပိုင်းအကုန်လုံးဝမ်းနေတဲ့အကြေခွေးတွေပဲ။ဘာလို့လဲဆိုတော့သူများနိုင်ကျင့်လည်းခံခဲ့ရတယ်။ထိုးကြိတ်လည်းခံရတယ်ဘလို့မှကာစီးလို့မရဘူးမိဘမေကြောင့်မှလို့ကြောက်တစ်ဖက်မပါဘူးရေဦးချမ်းမြန်အောင်ဖြစ်တယ်။ဘာလဲရေဦးချမ်းမြန်ဖြစ်ကိုဖြစ်ရမယ်ဆိုပြီးပုံစံနဲ့အကျိုးသားမယ်ဆိုပြီးမိဘမေကြောင့်ဆက်သွယ်လာပြီးတော့ဘလို့ဖုန်းတော်ကြောင်းနေတစ်ဆင့်ဒီလိုရေဦးဘောအောင်ရအောင်ကျွန်တော်ရုံးမှန်ခဲ့တယ်။မရတဲ့ဘက်ကနေကျွန်တော်ကြိုးစားခဲ့တယ်။သူများတစ်ဆကြိုးစားရင်ကျွန်တော်နှစ်ဆလောက်ကြိုးစားတယ်။နိုင်ငံခြားရွှေရတော့9ခုအာရှကြီးက2ခုအာဆီယံကြီးက1ခုအာဆီယံမှာငွေ2ခုရထားသေးတယ်ဒီပြည်တော်ဝဲမှာပြိုင်နေကျွန်တော်ရဲ့ဒီမြန်မာပြည်မှာပြိုင်တဲ့ဟာတွေကတော့မန္တလေးကဘုံတော်ကြီးဒီမှာကျွန်တော်ပို့ပေးထားတယ်အဲ့ဒီမှာက30 40လောက်ရှိပါတယ်ဖြစ်ပြီးဒီရထားကြိမ်မတန်တန်းဖြစ်တယ်ဖြစ်တော့ဒီကမေကြောင်ရောက်တယ်ဒီကမေကြောင်တစ်ဆင့်ဒီရေကူးဆရာတွေနဲ့ချိန်ပြီးဒီဖုန်းတော်ကြီးကြောင်ပို့ပြီးဖုန်းတော်ကြီးကြောင်နဲ့တစ်ဆင့်ရေကူးဘဝကိုကြိုးစားရတဲ့ဒီလိုရေကူးသမတ်တရားဖြစ်လာပေါ့နော်အဲ့ဒါပြီးမှဒီရန်ကုန်ဘာညာရောက်တော့မှကျွန်တော်တို့ထွေးမိတာအဲ့ချိန်ညမှာကျွန်တော်ရေကူးချမ်းမြေဟိုလိုမစဖြစ်ခဲ့တာပေါ့အပြင်လောကမှာမိရမဲ့ကလေးတယောက်တကောင်ကျွတ်နေခဲ့ရတဲ့ဘဝတော့မှာပေါ့နော်ကျွန်တော်အဲ့တုန်းကလမ်းမေးမှာကြည်ပြင်းရတယ်။အာဟုဆိုတွေလည်းများပါတယ်။များပြီးမှကျွန်တော်လူကဖုံးကန်ဘာမှမရှိဘူးပေါ့နော်။ယထာပူရာကြီးကိုရောက်သွားတယ်။ပူရာကြီးမှာကောင်းပဲလောက်စားမယ်ဆိုပြီးတော့ဒီယထာချိန်ပြီးတော့ဒီလက်တွေနှစ်ဖက်လုံးပြတ်ပြီးကျွန်တော်ခြေထောက်လေးတစ်ချောင်းပေါဖြတ်တန်းရတာတော့တော်တော်လေးကိုစိုးပါတယ်။ဘာလို့လဲဆိုတော့လက်မရှိတဲ့ဘောကမကျတော့ရှိတော့ကကိုယ်ပါလို့ချင်တယ်လို့လုပ်ခဲ့ရ။ဟိုမရှိတော့ကျတော့ရုပ်တရက်ဘာလို့လို့မချီသေးလဲကိုတုတ်တင်လို့အဆင်မပြေဘူးပေါ်သွားဖို့ဆိုလည်းအဆင်မပြေဘူးပြောရမယ်ဆိုမချက်တိုင်းပြောရမယ်ဆိုရင်ကျွန်တော်တောင်းထားခဲ့ရတယ်တောင်းထားခဲ့ရပြီးတော့ကိုယ့်ရတဲ့ပထမလေးနဲ့ကလေးတွေကိုအနမ်းကိုရအောင်လို့ကျိုးမွေးပြီးတော့ကျွန်တော်ရဲ့ဝေယဝတ္တကိစ္စကိုဖြည့်ရှင်းခဲ့ရတယ်သူတို့ကျေးဇူးတွေအများကြီးပါတော့နော်ကျွန်တော်လို့ပေါ့နော်လမ်းမေးမှာလေလွန့်ပြီးတော့အတူတူအဲ့လိုတယောက်နဲ့တယောက်တွေ့ဆုံခဲ့ရတာပေါ့တွေ့ဆုံခဲ့ရပြီးနောက်ပိုင်းအဲ့လိုလေးခင်မမှုလေးတယောက်နဲ့တယောက်ဒီလိုငယ်ချင်းပေါင်းသင်းနေတာလေကျွန်တော်လုပ်ပေးခဲ့တာဝမ်းနေဆုံးချိန်ကတော့ဒီလက်ဖြစ်ပြီးနောက်ပိုင်းလက်ဖြစ်ပြီးနောက်ပိုင်းအကုန်လုံးဝမ်းနေတဲ့အကြေခွေးတွေပဲဘာလို့လဲဆိုတော့သူများနိုင်ကျင့်လည်းခံခဲ့ရတယ်ထိုးကြိတ်လည်းခံရတယ်ဘလို့မှကာစီးလို့မရဘူးမတန်တမ်းဖြစ်ရတယ်လေကိုယ့်ကိုစိတ်နာတယ်ငါသာအဲ့လိုနိုင်ကျင့်ခံရတာသူများကိုလည်းပြန်ပြီးမလုပ်နိုင်တဲ့အတွက်ကိုယ်လည်းသူများကိုမတရားမလုပ်ခဲ့ဘူးဒီချိန်ကိုတောင်းနဲ့ဖျားတည်တော့ကျွန်တော်သူများကိုလုပ်ခဲ့လားမလုပ်ခဲ့လားဆိုတော့ဘာလို့လဲဆိုတော့ကျွန်တော်အဲ့လိုလုပ်နေတဲ့အချိန်မှာကျွန်တော်ကိုယ်တည်လိုက်တာပဲကောင်းတယ်လို့အမြဲတမ်းစိတ်တကြတွေးခဲ့ဘူးလေဒီလည်းနှစ်ဘက်မရှိဘူးဆိုပြီးတော့စိတ်တကြတဲ့အခါရှိတော့ပြီမလဲကိုအားတင်းထားရတာပေါ့တနေ့ရှင်သန်ရမယ့်နေနဲ့တနေ့ဘယ်လိုစားရမလဲ
ဒါကြောင့်ဘလို့ကိုယ့်ဘဝကြီးကိုဒီလိုလမ်းမေးလောကမှာပဲအဆုံးသတ်ရမှာလားဆိုပြီးတော့ပုံစံနဲ့ကျွန်တော်မနေခြင်းဒီမြင့်ဟာတွေကိုကျွန်တော်စဉ်းစားလာတယ်အဲလမ်းမေးမှာစိတ်တက်ကြပြီးနောက်ပိုင်းသူများနဲ့6တစ်ဖက်မှာပါတဲ့တယောက်နဲ့ကျွန်တော်နှစ်ပန်းလုံးကြည့်တယ်ကျွန်တော်အောက်ကကြည့်ပဲဆိုတော့ဟောလို့ကျွန်တော်အနေမှာစိတ်တက်ကြသွားမယ်အလုပ်ဒါမှကျွန်တော်မကြောက်ဟောလို့မိဘမေကြောင့်ပါလို့6တစ်ဖက်မှာပါရေဦးချမ်းမြေအောင်ဖြစ်တယ်ငါလည်းရေဦးချမ်းမြေဖြစ်ကိုဖြစ်ရမယ်ဆိုပြီးပုံစံနဲ့ကြိုးစားမယ်ဆိုပြီးတော့မိဘမေကြောင့်ဆက်သွယ်လာပြီးတော့ဘလို့ဖုန်းတော်ကြောင်းနေတစ်ဆင့်ဒီလိုရေဦးဘောကိုရအောင်ကျွန်တော်ရုံးမှန်ခဲ့တယ်မရတဲ့ဘက်ကနေကျွန်တော်ကြိုးစားခဲ့တယ်သူများတစ်ဆကြိုးစားရင်ကျွန်တော်နှစ်ဆလောက်ကြိုးစားရတယ်နောက်ဆုံးကျွန်တော်အစာရင်ပြတ်တဲ့ထီတောင်ကျွန်တော်လှုပ်ဒီဗေရီရိုက်ခဲ့ရတယ်အဲ့လောက်ထိပေါ့ခက်ခဲဆုံးຢာကြတော့ဒီလိုသူများတွေနဲ့ရေကူးတော့ကူးတတ်တယ်မလိုက်နိုင်တဲ့အချိန်မှာကိုတော့အားမလို့အားမရဖြစ်တယ်ဝမ်းနေခြင်းလို့ဖြစ်တယ်ဒါပေမဲ့ကျွန်တော်ကိုစောက်ချောက်ဒီခွန်အားပေးတယ်ကျွန်တော်ကိုအမြဲတမ်းလိုဖေးမှပေးနေတဲ့ဆရာတယောက်ရှိတယ်ဒါကလည်းလောကကြီးကိုတဲ့အရှောင်ပေးနေတဲ့ဒါကဘာမှမဆိုလူကလုပ်ရင်အကုန်ဖြစ်ရမယ်အဲ့လိုပုံစံမျိုးတွေးရတယ်တဲ့ဒါနာမှာဒေဒီတယောက်လုံးရှိတယ်တဲ့အားခဲတာတဲ့နော်အားကိုကြစ်ပါအောင်စုသလိုပဲတဲ့အားမွေးထားပါတဲ့ဒါလောကတိုင်းကြီးကိုဒီနေ့ခံနိုင်ရင်ရှိရမယ်ကျွန်တော်အခုပထမဆုံးပွဲကိုကျွန်တော်ပြိုင်နေတာဒီမြန်မာပြည်မှာပေါ့နော်ကျွန်တော်အဲ့တော့ကကျွန်တော်ဆိုင်နေလည်းမကောင်းခဲ့ဘူးနောက်ကျတော့ဒီကလေးတယောက်အနေထားနဲ့ဆိုကျွန်တော်တို့ဆိုလိုတာပေါ့နော်ဒီကလေးတယောက်ကဒီလိုစိတ်သက်ကြသွားမယ်ဆိုတဲ့အနေထားဖြစ်သွားရင်တို့ဒီလိုကလေးမျိုးလဲရှားတယ်ဆိုတဲ့ပုံစံမျိုးလဲဖြစ်ကြမှာပေါ့နော်အားနဲ့ကျွန်တော်ရေကူးကိုစပြိုင်တော့2000ခေါ်မှာစပြိုင်တာအဲ့ဒီမှာရွှေငွေကြေးရခဲ့တယ်ရွှေငွေကြေးရတယ်နောက်ကျတော့အတွေ့အကြုံလည်းမရှိဘူးဒီစဦးတဲ့အချိန်မှာဒီ2000ခေါ်မှာပဲကျွန်တော်ချန်ပီယံဖြစ်ခဲ့တယ်နှစ်နှစ်တစ်ချိန်ဆိုတော့ရန်ကုန်မှာထွေးနေရတဲ့အချိန်မှာကျွန်တော်ကန့်ဝင်ရတယ်ဝင်ရတဲ့အချိန်မှာကျွန်တော်2နှစ်3နှစ်မပါဘူးဆိုတော့ကျွန်တော်စိတ်တက်ကြပြီးရေကူးလောကနေဆွန့်ဖို့ကျွန်တော်စိတ်တက်ကြခဲ့ဘူးလေအားနဲ့ကျွန်တော်ကိုနိုင်ဖျောင်းဆိုတဲ့အကိုကြီးကကျွန်တော်ပြောဘိုးကြီးရဲ့ဒီတစ်ခေါက်တော့သူ့ခေါ်ပြီးတော့ဘိုးကြီးကလည်းအေးခေါ်မယ်ငါပြောတဲ့ဆန်းချင်းကိုရအောင်လုပ်တယ်ဆိုရင်ဒီဟိုဟာကိုမင်းကိုတွေ့ကြုံဖြစ်ခေါ်ပြီးတော့အားနဲ့ကျွန်တော်တွေ့ကြုံဖြစ်ခေါ်ပြီးအောင်ကျွန်တော်ကြိုးစားတယ်ကျွန်တော်ဆန်းချင်းကအခုရင်အများဆုံးကူးနိုင်5010မိနစ်အောင်နိုင်တဲ့ခါလေးကြာတယ်နောက်ကကျမိနစ်50ရသွားတယ်ဘိုးကြီးကပြောထားမင်း49စက္ကန့်ရရင်လည်းခေါ်မယ်တဲ့49ကိုကျွန်တော်ရုံးတယ်ကြ49ကိုကျွန်တော်နောက်ပိုင်းရသွားကြသူအတွေ့အကြုံသဘောနဲ့တရုတ်ကွိုင်ညိုးကိုပါသွားတယ်ပြည်ပအတွေ့အကြုံကဒီ2010တုန်းကအင်ဒိုနီးရှားမှာတွေ့ခဲ့ရတာဒီမတန်ဆွမ်းဘောင်းဆုံး2010မှာပေါ့လေကွိုင်ညိုးမှာတွေ့ခဲ့ရအဲ့ဒီမှာကမတန်ဆွမ်းဘောင်းဆုံးကိုကြည့်ခဲ့ပြီးကျွန်တော်စိတ်တက်လေမကြားတယ်ပြန်ပေါ့ကြိုးစားရထပ်ပြီးကြိုးစားရမယ်ဆိုတာခွန်အားတွေရခဲ့တယ်အဲ့ဒီမှာအတွေ့အကြုံရှိခဲ့တာပေါ့2017မှာကျွန်တော်အင်ဒိုနီးရှားကိုပါသွားတယ်အမှရွှေ2ခုရခဲ့တယ်ဒီဘက်ဘေး2ခုကရွှေ2ခုအဲ့2ခုကိုရခဲ့တယ်2013ဟိုတောင်ကိုရီးယားအဲ့ဒီလည်းသွားခဲ့တယ်2020တုန်းကလည်းခုနကျွန်တော်ပြောတဲ့စဆိုတဲ့ဘိုင်ညိုကိုအတွေ့အကြုံရခဲ့တယ်ပွဲစင်ကာပူမှာတော့ကျွန်တော်2015မှာရခဲ့တယ်ရွှေ2ခုစင်ကာပူမှာအကောင်းဆုံးစံချိန်ရခဲ့တယ်အကောင်းဆုံးစံချိန်က10မိနစ်30နှစ်အဲ့ဒါအကောင်းဆုံးစံချိန်ဒါကျွန်တော်ရဲ့လည်းရလက်အကောင်းပါနော်အဲ့လာပြီးတော့ကျွန်တော်မြန်မာစီးကိန်းတော့2014အမှလည်းရွှေ2ခုရခဲ့တယ်နောက်ကျတော့တောင်ကိုရီးယားမှာချီး1ခုရခဲ့တယ်နောက်ကျတော့မလေးရှားမှာငွေ2ခုနဲ့ချီး1ခုရခဲ့တယ်အဲ့လာပြီးတော့အာရှပွဲထက်ကြတယ်အင်ဒိုနီးရှားအဲ့ဒီမှာချီးရခဲ့တယ်2018ကျွန်တော်သွားပြိုင်ခဲ့တယ်အင်ဒိုနီးရှားပွဲကမသိသိဖြစ်တော့မှာပေါ့နော်ပြည်တော့မှပြိုင်တော့ကြတော့ကိုနည်းနည်းလေးပေါ့မောင်းမာကျင်တယ်လို့ပေါ့ဒီကဒီသိတွေရတယ်နောက်ကျတော့ကိုကကူးနိုင်တယ်အဲ့လိုလေးကတော့ပါပြောရမှာဆိုဖင်ကောင်းကြည်ကျင်တာပေါ့အဲ့လိုလေးဒါပေမဲ့လည်းကိုယ်စိတ်ကိုနိုင်အောင်တော့ပြန်ချုပ်ထိန်းနိုင်ခဲ့တယ်နောက်သူများရလို့လည်းဖြစ်ကိုရလို့လည်းဖြစ်အောက်ရှင်မလို့အောင်ကျွန်တော်ကြိုးစားတယ်ကျွန်တော်ကသူ့ကိုမသိပေမဲ့မခေါ်ပေမဲ့ကျွန်တော်ကိုဖော်ရီခေါ်ပြီးတော့ပြောမယ်ဆိုရင်ကျွန်တော်သူ့ကိုကောင်းကောင်းမနှုတ်ဆက်တယ်ကောင်းမွန်တယ်ကျွန်တော်ပြောပါတယ်ဒါကျွန်တော်ရဲ့စိတ်ရမ်းမှာ
နိုင်ငံခြားရွှေရတော့9ခုနောက်ကျတော့ကြီးကအာရှကြီးက2ခုအာဆီယံကြီးက1ခုနောက်ကကျတော့အာဆီယံမှာငွေ2ခုရထားသေးတယ်ဒီပြည်တော်ဝဲမှာပြိုင်နေကျွန်တော်ရဲ့ဒီမြန်မာပြည်မှာပြိုင်တဲ့ဟာတွေကတော့မန္တလေးကဖုန်းတော်ကြီးဒီမှာကျွန်တော်ပို့ပေးထားတယ်အဲ့ဒီမှာဖုန်းတော်ကြီးကကျွန်တော်ကိုတင် जा ပေးတဲ့အကြောင်းပေါ့နော်အဲ့ဒီမှာပြိုးထောင်းခဲ့တဲ့အကြောင်းဖုန်းကြီးကလည်းဒီကျွန်တော်ရဲ့တစိမ့်ကိုမှတ်တရအနေနဲ့သိမ့်ပေးထားခြင်းနဲ့အဲ့ဒီမှာကျွန်တော်သွားပို့လိုက်အဲ့ဒီမှာက30-40လောက်ရှိပါတယ်ကိုကျင်တဲ့စိတ်ကတော့ဖြစ်ပေါ်ပါတယ်ဒါပေမဲ့လည်းကျွန်တော်မချောက်ချင်တဲ့လမ်းကိုမချောက်ချင်တော့မချောက်ချင်တဲ့အတွက်ရေမြင်အောင်ထိတ်နေပါတယ်ခါလို့ရတော့ကျွန်တော်ရေထဲပဲအများတနေ့ရေထဲနဲ့ဖြတ်တန်းလာတဲ့တော့ကကျွန်တော်တော့ညှင်းငွေလာတယ်နောက်တော့လည်းစိတ်နာခဲ့တယ်ကျွန်တော်ပြောချင်တာတော့ကျွန်တော်စိတ်ရမှာတော့ဒီမတန်ဆန်းဖြစ်ရင်စိတ်တက်မကြဖို့ရယ်နောက်ကျတော့ဒီလေနဲ့ဘဝကိုရှုံးပေးတဲ့ပုံစံတွေမဖြစ်စေချင်ဘူးနောက်ကျတော့မိဘရှိတဲ့ဆိုရင်မိဘတွေကိုလည်းလှုပ်ကြွေးပြပါကျွန်တော်ကိုယ်တိုင်၌ကလည်းလှုပ်ကြွေးနေပါတယ်ကျွန်တော်ဘာလို့လဲဆိုတော့ဒီမတန်ဆွမ်းမိမှငါမလုပ်နိုင်ဘူးငါမတော်နိုင်ဘူးငါဒီဟာကိုမသက်ဆန်းနိုင်ဘူးဆိုတဲ့ပုံစံမျိုးနဲ့လေကိုယ့်ကိုစိတ်တက်မကြပါနဲ့ကျွန်တော်အတူယူပြီးတော့ကျွန်တော်တော့မှလက်နက်မှမရှိဘူးမိုးရပါဆိုရင်ပိုတော်မှအဆင်ပြေကြသေးတယ်ကျွန်တော်တော့လက်နက်မှကြီးမှပြတ်တဲ့သူတော်မှစပိန်ရအောင်စီးရယ်เนาะကျွန်တော်ကျွမ်းကျင်တဲ့ဘက်ကနေရအောင်ကျွန်တော်အခုဒီဗီဒီယိုဖိုင်တွေမှာလည်းတွေ့မှာပေါ့နော်ကျွန်တော်ဘလုံးကောက်တာတွေရောဘလို့ရုံးကန်တွေရဘလို့စိတ်ခွင့်အားရတယ်ဆိုတာအကုန်လုံးသိမယ်မြင်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်အားလုံးကိုကြိုးစားပါအားလုံးလည်းကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ဒီအင်တာဗျူးမှာလည်းဒီပရိသတ်အားလုံးတို့ကိုလည်းကျွန်တော်အထူးပဲကျေးဇူးတင်ပါတယ်အခုလိုလာပြူးတဲ့ကျွန်တော်ရဲ့ဒီသရမီဒီယာအဖွဲ့ကြီးပေါ့နော်အားလုံးလည်းကျေးဇူးအများကြီးတင်ပါတယ်ဒီနေ့မှာကလည်းအောင်မြင်ပါစေဒီနေ့မှာကလည်းဒီသတင်းတွေများများရပါသေးလို့ကျွန်တော်အမြဲတမ်းဆုတောင်းပေးနေပါတယ်